ဒါလေးကကြတော့ဆေးဥပုံအယိုးနီကိုမှပေါ့နော်အသီးလေးတွေပဲတီးတန့်လိုချင်တယ်ဆိုတဲ့သူအတွက်ပေါ့နော်အသီးလေးတွေပဲတီးတန့်ခူးထားပေးတယ်ပေါ့နော်ဒီလိုအသီးလေးတွေပါတချို့ကလည်းအသီးလေးတွေကိုကြိုက်ကြတယ်ပေါ့နော်အသီးလေးတွေကလည်းဆေးဘက်ဝင်နေဒီမှာပါတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီဆေးဥပုံအယိုးနီကသူ့ရဲ့တပင်လုံးကပေါ့နော်အာနိသင်ရှိတယ်တပင်လုံးကိုကြိုတောက်နိုင်ပိုကောင်းတယ်ပေါ့နော်ဆေးပင်ရဲ့တပင်လုံးကို3ခွက်တစ်ခွက်တည်းအကုန်လုံးထည့်ကြိုရင်ပို့ပြီးတော့ဆေးစွမ်းထပ်ပါတယ်ဒီမှာပေါ့နော်သူကကြတော့အသီးလိုချင်တယ်ဆိုလို့သူ့အတွက်အသီးလေးတွေပေါ့နော်ဒါအသီးလိုချင်တဲ့သူအတွက်အသီးကိုခူးပေးပါတယ်အရွက်မာတဲ့သူတွေထဲမှာလည်းဒီလိုအဖူးပွင့်လေးတွေပါပါတယ်နော်အရွက်ကလေးတွေကခြောက်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပါပါတယ်ပါပြီးသားပါအကုန်လုံးထည့်ထားပေးပါတယ်ရှင်သူ့ရဲ့အသီးလေးကကြတော့ခုလိုအိုးပုံတရံလေးအထဲမှာဝစ်ဆန်အနီရောင်လေးပဲပေါ့နော်ဆေးဥပုပ်ကအယိုးနီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာပေါ့နော်အရွက်ရဲ့နောက်ကျောမှာအစားအကျောလေးရာစားနီရောင်လေးပေါ့နော်အသီးတီးတန့်လိုချင်တဲ့သူတွေကိုလည်းအသီးလေးတွေတီးတန့်ခူးပေးပါတယ်အရွက်နဲ့အသီးနဲ့ရောလိုချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ဆေးဥပုပ်ကတပင်လုံးကဆေးစွမ်းထပ်ပါတယ်ကင်ဆာသမားတွေစီးကြိုသွေးတိုးသမားတွေကင်ဆာအဖုအကျိတ်ဖြစ်နေတဲ့သူတွေပေါ့နော်ခွဲစရာမလိုဘဲနဲ့ကင်ဆာအဖုအကျိတ်ကိုတဖြည်းဖြည်းနဲ့ပြေပြောက်သွားမယ်ပေါ့နော်ဒါလေးကိုတောက်ပေးလို့ရှိရင်ပုံမှန်လေးတော့တောက်ပေးရမယ်ပေါ့နော်တောက်လိုက်မတောက်လိုက်တော့မရပါဘူးသူ့ပုံမှန်လေးတာ3ခွက်တစ်ခွက်တင်လေးမနက်ညမနက်တစ်ခွက်ညတစ်ခွက်အဲ့လိုမျိုးလေးတောက်ပေးလို့ရှိရင်သူကအဖုအကျိတ်သမားတွေဆိုရင်လည်းအကျိတ်တွေပျောက်တယ်ပေါ့နော်လက်တွေ့တောက်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒီဆေးဥပုပ်ရိုးနေကြောင်းနဲ့ကင်ဆာအဖုအကျိတ်ပျောက်သွားတဲ့သူတွေလည်းရှိတယ်လောလောဆယ်စီးကြိုကြလို့ဆွဲပြီးတောက်နေတဲ့သူတွေလည်းရှိတယ်သွေးတိုးနဲ့အဆင်ပြေလို့သွေးတိုးကြောင့်သွေးတိုးကြလို့တောက်တဲ့သူတွေလည်းရှိတယ်ပေါ့နော်သူ့ရဲ့အပွင့်လေးကကြတော့ဒါအိမ်မှာအလှစိုက်ထားရင်တော့မှလှတယ်ပေါ့နော်အလှစိုက်ရင်လည်းဆေးဘက်ဝင်တယ်အလှလည်းစိုက်ထားလို့ရတယ်ပေါ့နော်မှာအပွင့်ရတော့ခရမ်းရောင်ပေါ့အရိုးတန်အနီးဖြစ်တယ်သူကအပွင့်ခရမ်းရောင်သူရဲ့စိတ်တကောင်မပြေးနေအသီးလေးတွေပြုတ်တဲ့နေရာမှာလည်းဒီအသီးလေးတွေလည်းထည့်ပြုတ်အညွန့်လေးတွေအပွင့်လေးတွေအဖူးလေးတွေအကုန်လုံးထည့်ပြုတ်ပေါ့နော်တချို့ဆိုအမြစ်တွေပါတူးပြီးတော့အမြစ်တွေပါရေးဆေးပြီးတော့အိုးထဲမှာတေချာထည့်ပြုတ်ပြီးတော့သူ့3ခွက်တစ်ခွက်ကြာလေးပေါ့နော်အဲ့လိုကြိုတောက်ပေးလို့ရှိရင်တကယ်ကောင်းပါတယ်လက်တွေ့ပေါ့နော်အသေးမကောင်းတဲ့သူတွေပန်းနိုင်ရင်ချက်ရှိတဲ့သူတွေအဆုတ်မကောင်းတဲ့သူတွေပေါ့နော်သူ့တောက်ပြီးပြီဆိုတာနဲ့ရင်ထဲမှာပေါ့နော်ရင်ချောင်းနဲ့လုံးဝရှင်းသွားတယ်ပေါ့နော်တမျိုးပေါ့သူ့ဆေးအာနိသင်ကကြတော့ဒါသဘာဝပဲပေါ့နော်အပင်ပေါ့သဘာဝပဲ